ခင်ကို9နှစ်တိုင်မယိုးနိုင်တဲ့သစ္စာတရားနဲ့ဆောင်းလိုင်းခဲ့တဲ့ခွေးလေးဟာချီကို1920ပြည့်နှစ်တွေတုန်းကဂျပန်နိုင်ငံရဲ့တိုကျိုတက္ကသိုလ်မှာစိုက်ပျိုးရေးပမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဟီတဆာပူရိုအိုအန်နိုကအာကီတာမျိုးနဲ့ခွေးလေးတစ်ကောင်ကိုမွေးစားခဲ့ပြီးဟာချီကိုလို့အမည်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့တန်ရုံးစဉ်ကအလုံးကိုခိုင်မြဲလွန်းတာကြောင့်ဟာချီကိုကသူ့သခင်အလုပ်သွားတိုင်းရှီဘူယာဘူရာယုံထိလိုက်ပို့လေးရှိသလိုညနေပိုင်းအလုပ်ကအပြန်အချိန်မှန်တိုင်းမှာလေဘူရာယုံရှိကနေအမြဲတမ်းကြိုဆိုလေးရှိပါတယ်။ဒီလိုနဲ့1925ခုနှစ်မေလရဲ့နေ့တနေ့မှာတော့ပမောက္ခအိုအန်နိုကအလောက်ခွင်မာရင်အုံနောက်သွေးကြောပြက်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။အဲဒီနေ့ကဟာချီကိုကသူ့သခင်ပြန်လာမယ်လမ်းကိုမျောလင်းချက်အဖြစ်နဲ့စောင့်နေခဲ့ပေမဲ့ပမောက္ခကြီးကတော့ဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။သခင်ဖြစ်သူသေဆုံးသွားပြီးနောက်မှာဟာချီကိုတခြားသူတွေကခေါ်ယူကျွေးမွေးခဲ့ကြပေမဲ့သူကတော့သူ့သခင်ရှိနေအောင်မဲ့နေရာဟောင်းစီကိုပဲအမြဲတမ်းပြန်ပြေးသွားခဲ့ပါတယ်။မိုးရွာနေပူပူစင်းနှင်းတွေကြနေပါစေဟာချီကိုဟာနေ့စဉ်ညနေတိုင်းသူ့သခင်အလောက်ကနေဆင်းတက်တဲ့အချိန်ရောက်ရင်ရှေဘူယာဘူရာယုံရဲ့တကားဝမှာအချိန်မှန်လာရောက်ဆောင်ဆိုင်နေခဲ့ပါတယ်။ဘူရာယုံမှာအလုံးလုံးနေတဲ့သူတွေနဲ့ခရီးသွားတွေကသူ့ကိုအစာရီကျွေးပြီးတော့ဂယုဆိုင်လာကြသလိုသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့သစ္စာရှိမှုကိုလူတွေကစတင်သတိထားမိလာကြပါတယ်။ဒီလိုနဲ့တရက်မဟုတ်တလမဟုတ်ပဲ9နှစ်နဲ့9လတိုင်သူ့ရဲ့နောက်ဆုံးထွက်တဲ့အထိဟာချီကိုဟာသူ့သခင်ပြန်လာလို့နဲ့ဘူရာယုံရှေ့မှာပဲအချိန်ကုန်ဆုံးခဲ့ပါတယ်။1935ခုနှစ်မှာဟာချီကိုသေဆုံးသွားခဲ့တဲ့အခါမှာတော့သူ့ရဲ့တရင်ကဂျပန်နိုင်ငံတနိုင်ငံလုံးကိုတင်မကပဲတကမ္ဘာလုံးကိုပါတုန်လှုပ်စေခဲ့ပါတယ်။သူ့ရဲ့သစ္စာရှိမှုကိုဂုဏ်ပြုတဲ့အနေနဲ့သူအမြဲတမ်းဆောင်ဆိုင်နေကြရှီဘူယာဘူရာယုံရှိမှာပဲသူ့ရဲ့ကြေးရုပ်တုလေးကိုစိုက်ထူခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ဟာချီကိုရဲ့ရုပ်တုကချစ်သူတွေတငယ်ချင်းတွေစုံစည်းရာနေရာတစ်ခုဖြစ်လာခဲ့တယ်လို့ဒရိတ်ဆန်တကောင်ကလူသားတစ်ယောက်ပေါ်ထားရှိနိုင်တဲ့အနိုင်မဲ့သစ္စာတရားရဲ့ပြရုပ်တစ်ခုအဖြစ်ကဘာတီတွေ့ကျမ်းရည်နေတော့မှာပဲဖြစ်ပါတယ်။